တခါတော့ကမြို့လေးတစ်မြို့မှာခက်ဆိုးဆိုးစစ်မန်းလေးတစ်ယောက်နေတယ်။သူ့နာမည်ကတော့ဖိုးပေဖြစ်ပါတယ်။တနေ့ဖိုးပေအိမ်ထဲမှာ TV ထိုင်ကြည့်နေတယ်။ TV အစီအစဉ်တွေကလည်းပြင်းဖို့ကောင်းလိုက်တာကွာ။တနေ့လာလဲဒီအစီအစဉ်နောက်တနေ့လာလဲဒီအစီအစဉ်အိတ်တောင်အိတ်ချင်လာပြီ။တော်ပြီကွာမကြည့်ချင်တော့ဘူး။ပိတ်လိုက်တော့မယ်။အပြင်ထွက်ပြီးလမ်းလျှောက်ထွက်လိုက်အောင်မယ်။ရှိမှာပန်းချံတစ်ခုပါလားပန်းချံလေးသွားကစားမယ်ရှိမှာဘွားအိုင်ကြီးပါလားတတိထားပြီးသွားမှအမေလေးပြုတ်ကြပြီအဝတ်တွေရီဆိုကုန်ပြီအဝတ်ချအောင်ဘယ်လိုလုပ်ရမလဲအိမ်ပြန်ရောက်ရင်စုခံရတော့မယ်ဘာတန်လဲဟမူးချင်းတန်ပဲအရေးတည်းမွေးရတော့မယ်ထင်နေချီးယူကိုမိသွားတယ်အိမ်ပြန်ရောက်ရင်စုခံရတော့မယ်ဟဲ့တော့ပလုတ်တော့ဟဲ့ခွေးသွားလာမကိုက်နဲ့လုံးကြပါအောင်ပြိုခွေးလက်ဆွဲနေလို့ဒီလိုနဲ့စတမန်းလေးဖိုးပေတယောက်အိမ်ကိုပြေးလိုက်တာတန်းနေတာပဲကွယ်